ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာယူဆက်ကုံအမျိုးသမီးကဘာဖလားပြိုင်ပွဲကိုလာမယ့်နိုမာလာ10ရက်နေ့ရောက်ရင်တတိယနေရာလူပွဲနဲ့ final ပွဲကျင်းပပြီးတော့ပိတ်သိမ်းတော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မနေ့ကဆိုရင်ယူဆက်ကုံအမျိုးသမီးကဘာဖလားပြိုင်ပွဲရဲ့ semi final ပွဲစဉ်တွေကိုရှင်ပြိုင်ကစားခဲ့ပါတယ်မော်ရိုကိုနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပပေးနေတဲ့ယူဆက်ကုံအမျိုးသမီးကဘာဖလားပြိုင်ပွဲရဲ့ semi final ပွဲစဉ်တွေမှာလက်ရှိချန်ပီယံမြောက်ကိုရီးယားယူဆက်ကုံမျိုးသမီးအသင်းနဲ့နာမည်ကြီးဘရာဇီးယူဆက်ကုံမျိုးသမီးဘောလုံးအသင်းတို့ထိပ်တိုက်တွေ့ခဲ့ကြပါတယ်ခင်ဗျအဲ့ဒီပွဲစဉ်မှာမြောက်ကိုရီးယားယူဆက်ကုံမျိုးသမီးဘောလုံးအသင်းကနာမည်ကြီးဘရာဇီးအသင်းကို2ဂိုးမရှိနဲ့အနိုင်ရရှိသွားခဲ့ပါတယ်လက်ရှိချန်ပီယံမြောက်ကိုရီးယားအသင်းကဒီပွဲမှာတော်တော်လေးကိုခြေစွမ်းတာခဲ့ပါတယ်ဘရာဇီးကသူတင်ကိုတင်ကစားခဲ့ရင်ပဲဗျူဟာပိုင်းဆိုင်ရာမှာတော့မြောက်ကိုရီးယားယူဆက်ကုံမျိုးသမီးအသင်းကိုမရှင်နိုင်ခဲ့ဘူးခင်ဗျမြောက်ကိုရီးယားယူဆက်ကုံမျိုးသမီးအသင်းအတွက်အနိုင်ဂိုး2ဂိုးကိုယူဂျန်ဟောင်းတယောက်တည်းကသွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်ယူဂျန်ဟောင်းကပထမပိုင်းမှာဆိုရင်ပထမပိုင်းပြီးကနေပထမပိုင်း44မိနစ်မှာပယ်နတီရတယ်အဲ့ပယ်နတီကိုလုံးဝလှလောက်မှအဆုံးသတ်ပြီးတော့ဝေစောကိုသွင်းပေးတယ်နောက်ဒုတိယပွဲကစားချိန်52မိနစ်အဲ့မှာသူကအသင်းအနိုင်သေးကြစေမဲ့ဒုတိယမြောက်အနိုင်ဂိုးကိုထပ်သွင်းပေးခဲ့တာဖြစ်ပါတယ်ခင်ဗျဒီတော့ဒုတိယမြောက်ဆွေးဖိုင်နယ်ပွဲစဉ်အဲ့မှာကနယ်သာလန်ယူဆက်ကုံမျိုးသမီးအသင်းနဲ့မက္ကဆီကိုယူဆက်ကုံမျိုးသမီးအသင်းတို့ထိပ်တိုက်တွေ့ခဲ့ကြတယ်ဒီပွဲကထူးခြားပါတယ်ခင်ဗျဘာကြောင့်လဲဆိုတော့အုပ်စုတွေပြိုင်ပွဲနှစ်သင်းပြန်တွေ့တာဖြစ်လို့ပါပဲအဲ့မှာပိုပြီးထူးခြားတဲ့ချက်ရှိတယ်မြောက်ကိုရီးယားအသင်းပါဝင်တဲ့ဒီအုပ်စုကအသင်း3သင်းလုံးဟာဆွေးဖိုင်နယ်ကိုတက်လာနေတာဖြစ်ပါတယ်ခင်ဗျမြောက်ကိုရီးယားတက်တယ်အုပ်စုဒုတိယရခဲ့တဲ့မက္ကဆီကိုတက်တယ်နယ်သာလန်ကကြတော့အကောင်းဆုံးအုပ်စုတတိယအသင်းစင်းထဲမှာပါပြီးတော့အခုလိုနောက်တစ်ဆင့်စီတက်လိုက်ရင်းနဲ့စမီဖိုင်နယ်ကိုရောက်လာခဲ့တာဖြစ်ပါတယ်ခင်ဗျအုပ်စုတွေမှာကစားခဲ့တော့ကမက္ကဆီကိုကနယ်သာလန်ကိုတကူကိုမရှိနဲ့နိုင်ထားတယ်ဟုတ်ကဲ့စမီဖိုင်နယ်ပွဲစဉ်မှာတော့နယ်သာလန်ကရှုံးကျွေးပြန်ဆက်သွားပါတယ်ခင်ဗျနယ်သာလန်ကမက္ကဆီကိုကိုတကူကိုမရှိနဲ့ပြန်နိုင်ယူပြီးတော့ဖိုင်နယ်စီကိုတက်လှမ်းသွားခဲ့တယ်အဲ့တော့ကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲနိုမာလာ10ရက်နေ့ကိုရောက်ရင်တော့ဖိုင်နယ်ပွဲဖြစ်လက်ရှိချန်ပီယံမြောက်ကိုရီးယားနဲ့အုပ်စုရင်းပြိုင်ဘက်နယ်သာလန်တို့ပြန်တွေ့ကြပါလိမ့်မယ်။စမီဖိုင်နယ်မှာရှုံးခဲ့တဲ့နှစ်သင်းဖြစ်တဲ့မက္ကဆီကိုနဲ့ဘရာဇီးတို့ကတော့တတိယနေရာလူပွဲကစားပါလိမ့်မယ်ခင်ဗျ။ဒီနေရာမှာတကယ်လို့များတတိယနေရာလူပွဲမှာဘရာဇီးကိုမက္ကဆီကိုကနိုင်လိုက်မယ်ဆိုရင်ဖိုင်နယ်မှာဘယ်အသင်းမဲ့နိုင်တာလက်ရှိချန်ပီယံမြောက်ကိုရီးယားအသင်းပါဝင်တဲ့အုပ်စုကအသင်း3သင်းဟာပထမဒုတိယတတိယရရှိတာဖြစ်သွားပါလိမ့်မယ်ခင်ဗျ။ဟုတ်ကဲ့နယ်သာလန်နဲ့လက်ရှိချန်ပီယံမြောက်ကိုရီးယားတို့အုပ်စုမှာတွေ့ဆုံတော့ကလက်ရှိချန်ပီယံမြောက်ကိုရီးယားအသင်းကနယ်သာလန်ကို9ဂိုးကိုမရှိနဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်ဒီတော့နယ်သာလန်ယူဆက်ကုံမျိုးသမီးဘောလုံးအသင်းဟာစမီဖိုင်နယ်မှာမက္ကဆီကိုရှုံးကျွေးဆက်တယ်လို့ဖိုင်နယ်မှာမြောက်ကိုရီးယားကိုရှုံးကျွေးဆက်ပြီးတော့ချန်ပီယံဖြစ်လာလိမ့်မလားဒါမှမဟုတ်ပဲလက်ရှိချန်ပီယံမြောက်ကိုရီးယားယူဆက်ကုံမျိုးသမီးအသင်းကပဲနယ်သာလန်ယူဆက်ကုံမျိုးသမီးအသင်းကိုအုပ်စုလုံးမှာလိုပဲထပ်နိုင်ပြီးတော့လက်ရှိချန်ပီယံပွဲကိုကာကွယ်သွားလိမ့်မလားဆိုတာလာမယ့်နိုဝင်ဘာလ10ရက်နေ့မှာကျွန်တော်တို့မြင်တွေ့ရတော့မှာဖြစ်ပါတော့ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ